ဒီဇလန်ဟာခံ join ထွေးနှစ်ယောက်အကြောင်းဖြစ်ပါတယ်သူတို့ဟာတခါကတခါနားနဲ့ဆက်နွယ်နေခဲ့ကြပါတယ်တနေ့မှာတော့နှစ်ယောက်စလုံးကယောက်ျားတစ်ယောက်ကိုချစ်မိသွားကြပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကတော့အကြီးမကိုပဲချစ်ခဲ့ပါတယ်အကြီးမကိုချစ်နေတဲ့အရာကိုမြင်ရတာကြောင့်အငယ်မဟာမနာလိုစိတ်ဖြစ်လာခဲ့ပါတယ်သူမထင်တာကသူ့အမဟာသူ့ချစ်သူကိုလူယူနေတယ်လို့ပါပဲအငယ်မရဲ့ထူးဆန်းလာတဲ့အပြုအမူတွေကြောင့်အကြီးမအလွန်စိတ်ဖိစီးလာပြီးမိခင်ကိုခန္ဓာခွဲခွာခွဲစိတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အငယ်မကခွဲစိတ်မှုကိုလုံးဝလက်မခံခဲ့ပါဘူးအခြေအနေတွေပုံမဆိုးရွားလာခဲ့ပြီးတနေ့မှာအဲ့ဒီယောက်ျားကဝေးရကိုထွက်ခွာဖို့ဖြစ်လာပါတယ်အကြီးမကသူ့ကိုနောက်ဆုံးနှုတ်ဆက်ချင်ခဲ့ပေမဲ့အငယ်မရဲ့မတရားတားဆီးမှုကြောင့်မသွားနိုင်ခဲ့ပါဘူးနောက်ဆုံးမှာယောက်ျားကထွက်ခွာသွားခဲ့ပါတယ်အကြီးမဟာသူရေးထားတဲ့သူ့ချစ်သူရဲ့ပုံကိုကြည့်ပြီးအမျက်တရရနေတတ်ပါတယ်ဒါကိုမြင်ရတဲ့အငယ်မကပိုးပြီးဒေါသထွက်လာပြီးပုံကိုဆုပ်ဖြဲပစ်ခဲ့ပါတယ်ဒီလိုအပြုအမူတွေကိုစက်မခံနိုင်တော့တဲ့အကြီးမကခွဲစိတ်ခွာခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တနေ့အငင်းပွားမှုအတွင်းမှာအငယ်မကအကြီးမကိုလဲပင်းညစ်တက်ခဲ့ပါတယ်ဒီရုပ်ဝက်ချက်ကိုဖုံးကွယ်ဖို့မိခင်ဟာမလွဲမသွေခွဲစိတ်မှုကိုဆောင်ရွက်ခဲ့ရပါတယ်ခွဲစိတ်ပြီးနောက်အငယ်မကအကြီးမရဲ့နေရာကိုအစားထိုးယူပြီးအကြီးမရဲ့ချစ်သူနဲ့ပင်လက်ထပ်ခဲ့ပါတယ်ဒါပေမဲ့လက်ထပ်ပြီးနောက်သူမဘဝမှာထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်